အားလုံးမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ကတော့ဒီနေ့ညမှာလာမယ့် update ပေါ့နော်ဒီငကားကြီးပေါ့နော်ငကားကြီးတွေလို့အခုအစ်စ်ထက်လာမယ်ဒီမှာကွာဒီ silver ပါလေအဲ့ကောင်ဘာကောင်လို့ခေါ်လဲကျွန်တော်မသိဘူး silver golden မှာ golden တော့ silver ကိုတော့ဘရာတော့မှရှိရမလားအဲ့ဗာလေပိုးဆုံးကျူးတွေအဲ့ရွှေအဖြစ်ပြောင်းပေးတဲ့ပိုးဆုံးကျူးမှာရွှေပြောင်းအောင်မဟုတ်ဘဲနဲ့ silver ပြောင်းတာ oh my god အခုအစ်စ်ထွက်မဲ့အကောင်တွေသိရှင်လို့ရှင်ဒီဗီဒီယိုအပြီးကြည့်ပေးသွားပါတော့ပြီးရင်ကျွန်တော်ဗီဒီယိုလေးဗာလေ VPN လေးနဲ့ဖွင့်ပြီးတော့ကြည့်ပေးဖို့မေ့နေပါတော့ကျွန်တော်အားပေးရှင်တဲ့လူတွေပေါ့နော် okay ကျွန်တော်တို့အဲ့ကောင်တွေဘာလုပ်လို့ရဆိုတော့သိရှင်တွားကြည့်ကြဆို okay သူရဲ့ seed stage event ကြောင့်ဒီလိုမျိုးပုံစံလေးပေါ့နော်အပြည့်ကြည့်ရှင်ကျွန်တော်ဖွင့်ပေးမယ်ငါမတော့သူတိတ်တော့မကြည့်ဘူးပေါ့နော်ဘာလို့ဆိုတော့ event တော့မလာသေးဘူးဆိုတော့ event မလာသေးဘူးဆိုတော့သူဒီလိုမျိုး event လေးပေါ့နော်နာ stage event လေးอ่ะဒါသူ့ထဲမှာရှိမဲ့ကျွန်တော်တို့ဆုံးဝင်ရနိုင်မဲ့ဟာတွေကျွန်တော်ပြီးရင်ဆက်ပြောပြမယ်အခုလောလောဆယ်တော့ stage အခုအသေး update ဒီစနေနေ့ပေါ့နော်နေ့ပြန်လာမဲ့နေ့ပြန်ဟို8နိုင်ခွဲလား9နိုင်ခွဲလားကျွန်တော်လည်းမသိချာဘူးအဲ့ချိန်ကျရင်လာမဲ့ချိန်ကျရင်ဒီ seed event ဒီ seed stage ဆိုရဟာလာမယ်ပေါ့နော် okay သူတို့အခုလာတဲ့ pad အသစ်တွေကိုကျွန်တော်လာပြောပြမှာအဲ့ဒါကြောင့်မလို့မဟာ seed အသစ်တွေလည်းရှိတယ် seed တွေကကျွန်တော်ပြောပြဆရာမလို့လောက်ဘူးကျွန်တော်ကဒီနေ့ကတော့ pad ability တွေကိုလာပြောပြမှာဖြစ်ပါတယ်ဒီမှာဒီ event ထဲမှာရှိတဲ့ pad ဒီကောင်နာမည်က tree frog ပေါ့နော်ဒီကောင်ကကျွန်တော် rare pad ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ jungle egg ထဲရတယ် jungle egg ကဘာ egg လဲကျွန်တော်လည်းမသိဝင်ကြည့်ကြအောင်သူဘယ်လိုပုံစံလေးလဲအိုးဒီမှာ jungle egg ကဒီလိုမျိုးပုံစံလေးဗျာ diamond မဟုတ် diamond ပြုတ်ကုန်ပြီ robust 199နဲ့ဝေလို့ရတယ်သူက legendary egg လေhash time က4မိနစ်နဲ့10မိနစ်ရှိဖက်လေးတွေကဒီလိုမျိုးပုံစံပေါ့နော်ပထမတစ်ကောင်က tree frog ဒုတိယတစ်ကောင်က humming bird ပေါ့နော်humming bird ပြီးတော့တတိယတစ်ကောင်ကကျတော့ iguana ပေါ့နော်နောက်တစ်ကောင်က chimpanzee ပေါ့နော်နောက်တစ်ကောင်က tiger ပေါ့နော်ကျွန်တော်တို့ iguana နဲ့ chimpanzee ကဘာလုပ်လို့ရတယ်ဆိုတော့ကျွန်တော်မသိသေးဘူးဒါပေမဲ့နေ့ဖန်ကျရင်သိလောက်ပါနေ့ဖန်ကျွန်တော်ဟိုမနေ့အစောကြီးထပြီးတော့ကျွန်တော်လိုက်စစ်ကြည့်မယ်ရှိမယ်ဆိုလို့ရှိရင် brother တို့ပြပြမယ်မရှိလို့ရှိရင်လည်းဒီတိုင်းပဲကျွန်တော်တင်လိုက်တော့မယ်ဗျာ tree frog ကိုကျွန်တော်တို့ 40% ရာခိုင်နှုန်းနဲ့ဖောက်နိုင်တယ်ပေါ့နော်သူကဘာလုပ်ပေးရလဲဆိုတော့သူပြောတာ3မိနစ်တိုင်းမှာပေါ့နော် brother channel မှာရှိတယ်တော်တော်ကောင်းတယ် brother channel မှာရှိတဲ့အပင်တွေကို15မိနစ်ကြီးပေးရပေါ့နော်အပင်အကုန်လုံးမဟုတ်ဘူးသူ့နားမှာနေတဲ့အပင်လား random ပြီးတော့ပေါ့နော်သူ့နားမှာနေတဲ့အပင်ပဲနေမှာအဲ့ random ပြီးတော့15မိနစ်ကြီးစေရပေါ့နော်3မိနစ်တိုင်းဆိုတော့အဆင်ပြေတယ်ဗျာတော်တော်လေးတော့ကောင်းတယ်9ဆတောင်မြန်လာတယ်ဗျာဒီကောင်ထည့်လိုက်နောက်တစ်ကောင်က humming bird ပေါ့နော် humming bird ကသူက30ရာခိုင်နှုန်းထည့်ရနိုင်တယ်ပေါ့နော်ဒီ humming bird ကိုကျွန်တော်တို့ jungle egg ထဲကနေရနိုင်တယ်သူကဘာလုပ်ပေးရလဲဆိုတော့သူပြောတာက58စက္ကန့်တိုင်းမှာဗာလဲ single harvest ပေါ့နော်ဥမာတစ်ခါပဲကောက်လို့ရတဲ့အပင်တွေကိုသူကဗာလဲဘာအဖြစ်လဲမသိဘူးပြောင်းပေးမှာပေါ့နော်ကျွန်တော်လည်းသိမသေးချာဘူးဒါပေမဲ့ favorite လောက်ထားတဲ့အပင်တွေကို तू မပြောင်းပေးဘူးပေါ့နော်အဲ့လိုမျိုးပဲနေမှာဘာပြောင်းပေးမှာလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒီမှာ तू မပြောထားဘူးနောက်ဆုံးတစ်ကောင်ကကြတော့ဒီမှာ time ကားပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ 1% 100ခိုင်နှုန်းနဲ့ရနေတယ် तू ကဒီဝိုင်းဖက်ပဲနေမှာကျွန်တော်အထင်ပေါ့နော်ဒီ humming bird ကကြတော့ legendary ဖက်လာဒါမှဝင်ကြည့်လိုက်မယ်ကျွန်တော် तू က rare ဖက်ပေါ့နော် तू က rare ဖက် okay နောက်တစ်ကောင်ကဒီကောင်က तू ကကျွန်တော်တို့ဘာလုပ်ပေးရလဲဆိုတော့12မိနစ်တိုင်းမှာကြားအော်တယ်ပေါ့နော် brother channel မှာရှိတဲ့တရိษံတွေအကုန်လုံးပေါ့နော်အရှိကို16ခိုင်းတယ်ပေါ့နော်စူးစမ်းရေး16ခိုင်းတာလားမသိဘူးဒီကောင်တွေကိုပေါ့နော် तू က9000 HP ပေါ့နော်ကဲပေးရပေါ့နော်ဒါမဲ့9000 HP ဆိုအကုန်လုံးစုစုပေါင်းပါတကောင်ကို तू က800ပဲရမယ်ပေါ့နော်တကောင်800ပဲရမယ်အဲ့တော့တော်အဲ့လောက်ကြီးတော့မကောင်းဘူးဗျာပြီးတော့ तू ထပ်ပြောသေးတယ်9မိနစ်နဲ့50စက္ကန့်တိုင်းမှာ तू ကထောက်အော်မယ်ပေါ့နော်ပြီးတော့ brother အချန်ထဲမှာရှိတဲ့အပင်3ပင်ကိုပေါ့နော်အပင်3ပင်တော့အတီး3တီးယူလွယ်နေအပင်3ပင်အတီး3တီးလားမသိဘူးT-Rex နဲ့တူလားမသိဘူး T-Rex နဲ့တူအမို့ဟို Spinosaurus နဲ့တူတယ်ဗျာတော့ brother ချန်ထဲမှာရှိတဲ့အပင်3ပင်ကိုပေါ့နော်သူအပင်3ပင်ကိုတွားပြီးတော့ပေါ့နော်ကိုက်မျိုးချလိုက်ပြီးတော့brother တချို့အပင်စီကိုတွားပြီး replace လုပ်ပေးတယ်ပြောင်းပေးတာပေါ့နော်ကျွန်တော်လည်းမသိချာဘူးသူကဘယ်လိုလဲဆိုတာကျွန်တော်အထင်က Spinosaurus နဲ့အတူတူပဲSpinosaurus နဲ့အတူတူပဲသူကဟို copy ရမဟုတ်သူကယူလိုက်တယ်ပြီးတော့မှလာဖြန့်ပေးတယ်ဖြောင်းမြန်လုပ်ပေးရပါတော့အထင်ကတော့ဖြောင်းမြန်လုပ်ပေးရလို့ပဲထင်တာပဲကျွန်တော်အထင်လဲကျွန်တော်ဒီအခုချိန်ကြီးကွာကျွန်တော်မနှက်ရောက်ပြီအခုဒီနေ့နောက်နေ့ကမနှက်ရောက်ပြီဗျာမနှက်ရောက်တော့မှ iguana လို့ဒီလိုမျိုးကောင်းနေရသူ့ရဲ့ ability တွေဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်မသိဘူးမသိတော့ကျွန်တော်ဒီမှာသူတို့ရဲ့အကောင့်အစ်စ်တွေတချို့အကောင့်တွေကျွန်တော်ပြောပြပေးလို့ရတယ်ဥပမာ fortune ဒီလိုမျိုးကောင့်ပေါ့နော်ဒီကောင်ကဘာကောင်လဲကျွန်တော်မသိဘူး fortune squirrel ပုံလေးကတော့မိုက်တယ်သူက rare pet ပေါ့နော်သူကဘာလုပ်ပေးရလဲဆိုတော့ချက်ချင်းလေချက်ချင်းကောက်သိလာတော့မသိဘူးပြ brother တို့သူကဟိုဘယ်နှမိနစ်တိုင်းမှာဘယ်နှစက္ကန့်ဆိုင်မှာကျွန်တော်လည်းမသိဘူးမှာသူလည်းမပြောတတ်ဘူးပြီးရခိုင်တော့ဘယ်လောက်ရှိလဲဆိုတော့သူတို့လည်းမသိဘူးဘာလဲ jackpot ပေါ့နော်ဒါမှမဟုတ်ဟို fortune mutation အဖြစ်လုပ်ပေးတယ် oh my god
jackpot ဆိုလို့ရှိရင်တော့အရင်ဈေးကြီးမဲ့ပုံပဲကျွန်တော်မသိချဘူးsilver dragon က legendary pet တော့ဘာလို့ပြရလဲဆိုတော့ဘယ်နဲ့မိနစ်တိုင်းမှာဘယ်နဲ့စက္ကန့်တိုင်းမှာကျွန်တော်တို့လည်းမသိဘူးဗာလဲအပင်တပင်အသီးတစ်လုံးပေါ့နော် silver အဖြစ်ပြောင်းပေးတယ်silver နဲ့ gold နဲ့ဘယ်လိုပဲဖြစ် gold ကပို့ပြီးတော့ဈေးကြီးရဆိုတော့ silver ကတော့အဲ့လောက်ကြီးတော့ဈေးမကြီးတော့ legendary pet လေး divine pet မှမဟုတ်တာ free fly firefly လာမှာလားဒီကောင်ဟာဒီကောင်ဒီကေလာမှာလားကျွန်တော်မလာဘူးမှတ်နေရသူက mythical pet ပေါ့နော်သူဘာလို့ပြရလဲဆိုတော့80စက္ကန့်တိုင်းမှာ300ခိုင်နှုန်းရှိမယ်ပေါ့နော်ဘာလို့ရှန်ထဲမှာရှိတဲ့အပင်သူ့နားမှာရှိတဲ့အပင်တွေကိုပေါ့နော်သူ့နားမှာရှိတဲ့အသီးတွေကို shock mutation အဖြစ်ပြောင်းပေးတာ oh my god အိုးဒါရတော့ share ပဲ80စက္ကန့်တိုင်းမှာတော့ရခိုင်နှုန်းက300ခိုင်နှုန်းဆိုတော့များပါတယ်တန်နေကုန်အိုးဒီကောင်ဖက်အိုး Mitsushi oh my god ဒါဘာကောင်ကြီးတော့ oh my god corrupt death ဒီလာမှာမလို့လားcorrupt death အဲ့လိုမျိုး act တွေလာအောင်မလား van act ထက်လာအောင်မလား act မသိဘူးဗျာဒီမှာကျွန်တော်ထပ်ပြတာကျွန်တော်လည်းမသိချဘူးဒီမှာတော့ဘာလုပ်ပေးရလဲဆိုတော့ကျွန်တော်တို့ရှိလောက်မယ်ဒီကောင်အဲ့လိုကြီးတော့မကြမ်းမအောင် drench mutation အဖြစ်ပြောင်းပေးတယ်ဟာကျွန်တော်သိမသိချဘူးသူက mutation မျိုးစုံပြောင်းပေးရတာသူက drench mutation ဆိုတော့ drench mutation ကအဲ့လိုကြီးတော့ဈေးမကြီးဘူးလေကျွန်တော်ဒီနားမှာမာပြောလို့ကျွန်တော်နောက်တစ်ခါပြန်လာပြောပြမယ်သူကဒီလိုမျိုးလေကျွန်တော်တို့ Asura mutation ရှိနေတဲ့အပင်ကိုAsura mutation ပေါ့နော်ကတ်နေတဲ့အသီးသီးကိုရောင်းလိုက်မယ်ဆိုလို့ရှိရင် drench mutation အဖြစ်ပါလာနိုင်တယ်ပေါ့နော်ရာခိုင်နှုန်းရှိမယ်ပြီးတော့ရှင်သူထပ်ပြောတယ်ရာခိုင်နှုန်းနည်းငယ်ထက်ရှိမယ်ပေါ့နော်အဲ့ mutation ထက်ကတ်သွားမယ်ဆိုတာအဲ့ဘယ်လိုပြောမှာ Braroshan မှာရှိတဲ့ mutation Braroshan မှာရှိတဲ့အပင်တွေကိုအဲ့ drench mutation မှာကတ်သွားစေတယ်ပေါ့နော် Braro ရောင်းနေတဲ့အချိန်မှာကျွန်တော်ထင်တယ်အဲ့လိုပဲလို့ထင်တာပဲအခုကကျွန်တော်ဗီဒီယိုအပြီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะဒီနေ့ကျွန်တော်ကတော့ဒီလောက်ပဲပြီးတော့ကျွန်တော်ဗီဒီယို like and share လေးပေးဖို့မမေ့နဲ့ subscribe ပေးဖို့လည်းမမေ့နဲ့ပြီးရင်မှကျွန်တော်မပြောပြရသေးတဲ့နှစ်ကောင်ကြံသေးရဗျာအဲ့ကောင်နှစ်ကောင်ရဲ့ ability ကျွန်တော်လည်းမသိဘူးဘာလို့လဲဆိုတော့သူတို့ကမပြောပြသေးဘူးပြောပြခဲ့လို့ရှိရင်ကျွန်တော်ပြန်လာပြောပြခဲ့မယ် update ဒီညလာမှာဒီ update ကကျတော့ 6 stage event ပေါ့เนาะသူကဗာလဲဒီအလဲမှာဒီလိုမျိုးပုံစံမဟုတ်တော့ဘဲနဲ့6 stage ကြီးပေါ်လာမှာပေါ့เนาะဘယ်လိုပြောမှာမျိုးစိတွေရဲ့ဟိုကဗာလဲပွဲတော်လိုမျိုးဗာလဲကျွန်တော်လည်းမသိဘူးရှုပ်တယ်ဗျာโอเคအဲ့ဆိုကျွန်တော်ဗီဒီယိုပြီးကြည့်ပေးတော့အားလုံးပဲကျေးဇူးတင်ပါတယ် bye bye let's go လောင်းပါဘေးမှာ let's go မဟုတ်ဘူး bye bye ဒါပဲ